အငားဘွားဆိုတာဘာလဲသိလားအငားဘွားဆိုတာသူများရဲ့သတ်မှတ်ချက်ညှော်လင့်ချက်ပုံစံခွက်ထဲမှာနေနေတဲ့ဘွားလို့ကျမတို့ဆိုချင်ပါတယ်အစိုးဆုံးကဘာလဲဆိုတော့အဲ့ဒီအငားဘွားကိုကျမတို့ရဲ့ကိုယ်ပိုင်ဘွားထင်ပြီးတော့အသက်ဆက်ရှင်နေတာငါရဲ့အခုလက်ရှိဘွားကငါရဲ့ဘွားပဲလေဘာတွေပြောနေတာလဲလို့ထင်လိမ့်မယ်ထင်စရာပါပဲဘာကြောင့်လဲဆိုတော့အခုလုပ်နေတဲ့အလုပ်ကလည်းကိုယ်တိုင်ရွေးထားတာအခုရှောက်နေတဲ့လမ်းကလည်းကိုရှောက်နေတဲ့လမ်းပဲအခုယုံကြည်နေတာတွေကလည်းကိုယ့်ရဲ့ယုံကြည်မှုတွေဒါဆိုရင်ဘာဖြစ်လို့ဒီဘဝကိုအငှားဘဝလို့ပြောနေတာလဲပြီးခဲ့တဲ့အပတ်ကကျမတို့ identity အကြောင်းပြောခဲ့တယ်အထူးသဖြင့်မေးခွန်းမထုတ်ခဲ့လို့ကျမတို့အတွက်အစင်သင်ချပေးထားတဲ့ borrowed identity အကြောင်းပေါ့နော်နားလေတိတ္တဆအရွယ်ကလေးကမိသားစုပတ်ဝန်းကျင်နဲ့ကြီးပြင်းလာတဲ့အတိုင်းဝိုင်းကကျမတို့ရဲ့အယူအဆခံယူချက်ယုံကြည်မှုနဲ့အတွေးခေါ်တွေကို shape လုပ်ခဲ့ပြီးသားအဲ့ဒီ shape လုပ်ပေးခဲ့တဲ့သူတွေ shape လုပ်ပေးနေတဲ့သူတွေနဲ့တစ်ထက်တည်းမတူသည့်တိုင်အောင်သူတို့နဲ့ကြောရိုးတော့တူတယ်လို့ပြောလို့ရတယ်ပေါ့နော်ဥပမာအားဖြင့်ဗုဒ္ဓဘာသာမိသားစုကမွေးဖွားလာတယ်ဆိုရင်ဗုဒ္ဓဘာသာဖြစ်တယ်မိသားစုထဲမှာအဖေအမေကဆရာဝန်ဖြစ်တယ်ဆိုလို့ရှိရင်သားတွေသမီးတွေကလည်းဆရာဝန်ဖြစ်အောင်ကြိုးစားကြတယ်ဆရာဝန်ဖြစ်သွားတဲ့သူတွေလည်းရှိတယ်ဒါမှမဟုတ်လို့ရှိရင်မိသားစုထဲမှာကုံစုံဆိုင်တစ်ခုဖွင့်နေဆိုလို့ရှိရင်အသက်အရွယ်ရောက်လာတဲ့အချိန်မှာအဲ့ဒီကုံစုံဆိုင်လေးကိုကိုယ်ပြန်ပြီးတော့ကြီးကြပ်ကုတ်ကဲပြီးတဲ့သူဖြစ်သွားတယ်ဆိုတော့ဒါတွေက generation alike ဆင်းသက်ပြီးလောက်ကင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ borrowed identity နဲ့လောက်ကင်နေခဲ့တာလို့ပြောမယ်ဆိုရင်လည်းမမှားဘူးပေါ့ဒါဆိုရင်ကျမတို့ရဲ့ဘဝအတွက်ဆုံးဖြတ်ချက်လမ်းကြောင်းရွေးချယ်မှုတွေနဲ့ daily reality တွေကိုပါ influence လုပ်နိုင်လာပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုမှာ borrowed identity ကြောင့် borrowed life ဆိုတဲ့အငှားဘဝနဲ့နေနေတဲ့ signs လေးတွေကိုပြောပြချင်ပါတယ် warning signs က5ချက်ရှိပါတယ်အကယ်၍ဒီ5ချက်နဲ့ဖြစ်စေတစ်ချက်နဲ့ဖြစ်စေကိုကကိုက်ညီနေတယ်ဆိုလို့ရှိရင်ကိုအပြစ်မတင်ပါနဲ့ဒီနေ့သိတယ်ဆိုလို့ရှိရင်ဒီနေ့ပြောင်းလဲဖို့ဆုံးဖြတ်ချက်ချလို့ရပါတယ်အဓိကက recognize ဖြစ်ပြီဆိုတာနဲ့ကိုနေခြင်းတဲ့ဘဝအတွက်စပြီးတော့မှလမ်းကြောင်းပြောင်းဖို့အတွက်အခွင့်အရေးရသွားတာဖြစ်ပါတယ် warning sign number 1 following the status quo autopilot လူတိုင်းကဒါပဲလုပ်တယ်ကိုလည်းဒါပဲလုပ်တယ်ကြောင်းတက်တယ်ဘွဲတစ်ခုရအောင်လုပ်တယ်အလုပ်လုပ်တယ်ပတ်စံရှာတယ် and repeat surface level ကကြည့်မယ်ဆိုလို့ရှိရင်တော့ဒါတွေကလုပ်ရမှာပဲလုပ်သင့်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့ fulfillment တစ်ခုအတွက် internal compass ဆိုတဲ့တန်လိုက်အိမ်မြောင်မရှိပဲသွားနေတယ်ဆိုလို့ရှိရင်တော့သွားနေတဲ့အတွက်တနေရာတော့ရောက်မှာပဲ but in the middle of it all ဘာကြောင့်သွားနေတာလဲဆိုရက် the why နဲ့ဘယ်ကိုသွားချင်တာလဲဆိုရက် destination ကိုပဲသိခွင့်မရတာအဲ့တော့ကျမတို့အဲ့လိုဖြတ်သန်းနေတဲ့ life တစ်ခုဟာ life with momentum but no destination ပေါ့ကြာလာတဲ့အခါအဲ့ဒီဟာကိုညှင်းငွေလာမယ်အလောက်ကတွေ့လာတဲ့ stress တွေနဲ့ဘဝရဲ့ရိုက်ခတ်မှုတွေကြားထဲမှာဘာကိုဆက်သွားရမလဲမသိတော့ဘူးဘယ်လိုဆက်လုပ်ရမလဲမသိတော့ဘူးဆိုရက်လမ်းပြောက်တယ်ဆိုရက်ခံစားချက်ကြီးစဖြစ်လာတယ်ပြောက်မှာပေါ့ငကိုကလေးကကိုသွားနေတဲ့လမ်းကြောင်းက destination လည်းမရှိဘူး map လည်းရှိမှမရှိတာအမှန်ကလေဘဝရဲ့ရည်မှန်းချက်ဆိုရက် purpose ကသာကျမတို့ရဲ့ why နဲ့သွားခြင်းရောက်ခြင်းနဲ့ destination ကိုပြောပြပေးနိုင်တာပါ purpose မရှိပဲလုပ်နေရင် we're just busy we're not gonna be alive that's warning number 1 warning number 2 nothing is truly satisfying အခုရောက်နေတဲ့အသက်အရွယ်အရအနေထားအရတစ်ခုမဟုတ်တစ်ခုကိုပြောင်းပြီးတော့လုပ်ကြည့်တယ်စမ်းကြည့်ခြင်းတဲ့စိတ်လည်းရှိတယ်တကယ်လဲအသက်ဆန်းတွေကိုစမ်းပြီးတော့လုပ်ကြည့်တယ်ဒါလေးဝါသလားပါလောက်မလားဒါလေးကတော့ကိုယ်နဲ့အဆင်ပြေလောက်မလားဆိုပြီးတော့အမျိုးမျိုးပြောင်းပြီးတော့လုပ်ကြည့်တယ်ပေါ့နော်ကိုယ့်ရဲ့ new versions တွေကိုပါဖန်တီးကြည့်တယ်စလုပ်တဲ့အချိန်တုန်းကတော့ဟုတ်မလို့ပဲဒါပေမဲ့ the old self ပဲပြန်ဖြစ်သွားတယ်အဲ့ဒါနဲ့မဟုတ်သေးဘူးဆိုပြီးတော့အသစ်ကပြန်စားအရင်လိုပဲပြန်ဖြစ်အသစ်ကပြန်စားအရင်လိုပဲပြန်ဖြစ်အဲ့တော့ကျမတို့နောက်ပိုင်းဗာပြောကြလဲဆိုတော့ consistency မရှိဘူးပေါ့အမြဲတမ်း scattered ဖြစ်နေရဆိုပြီးတော့ပြောကြတာပေါ့ကျမကိုယ်တိုင်လေးလေအရင်တုန်းကအဲ့လိုမျိုးလိုက်ပြီးတော့ရှောက်ဆန်းပြီးတော့လုပ်ကြည့်ဘူးတယ်ကိုယ်တိုင်ကလည်းတချင်းလေးနည်းနည်းပါးပါးဆိုတက်တဲ့အခါကျတော့တချင်းလေးဆိုကြည့်တယ် artist လုပ်ကြည့်မလားဆိုပြီးတော့စိတ်ကူးလိုက်သေးတယ်ဒီကြားထဲမှာဂီတာလေးကိုလည်းတောင်းတင်းတင်းတီးကြည့်သေးတယ် piano လေးလည်းစမ်းကြည့်တယ်ဒါပေမဲ့အဲ့ဒါကိုရေရှည်လည်းမလုပ်ချင်ပြန်ဘူးအဲ့တော့ကျမကဘာပြောချလဲဆိုတော့အစပဲရှိတယ်အဆုံးမရှိဘူးပေါ့အဲ့တော့ကိုယ်တိုင်ကလည်းပြန်စဉ်းစားကြည့်တော့ဟုတ်သားပဲငါလည်းဘယ်တော့မှအဆုံးထိကိုတိတိကျကျရှိအောင်မလုပ်ဘူးလေအဲ့ဒါဘာဖြစ်လို့လဲဆိုတော့အပေါ်ယံလေးတွေမှာပဲကိုနဲ့အဆင်ပြေလောက်မလားဒါကတော့ငါတကယ်ဟုတ်လောက်လားဆိုပြီးတော့လိုက်ရှာပြီးတော့လုပ်ကြည့်နေခဲ့တာပေါ့နော်
အဲ့ဒါကိုအခုသိသွားတဲ့အချိန်မှာ guilty မဖြစ်တော့ဘူးဒါပေမဲ့အရင်တော့ကတော့ကို guilty ဖြစ်တယ်ကို blame လုပ်တယ်ငါလည်းတကယ်ကိုသူများပြောတဲ့အတိုင်းပဲအစပဲရှိတယ်အဆုံးပဲတော့မှမရှိဘူးဆိုပြီးတော့ blame လုပ်ခဲ့တာပေါ့နော် because the foundation is missing the foundation က who am I ဆိုတဲ့ identity ကိုရှာမတွေ့နေခဲ့တာပေါ့အဲ့လိုမတွေ့မချင်းအငါးဘွားနဲ့နေနေတာပဲ that's warning sign number 2 warning sign number 3 living a life shaped by your family society and environment ကျမရဲ့ဗီဒီယိုအစမှာပြောခဲ့တယ်ကိုယ့်ဘာသာကိုရွေးချယ်ထားတဲ့ဘဝကိုဘာဖြစ်လို့အငားဘွားလို့ပြောနေတာလဲဆိုတာလေနောက်ပြန်လှည့်ပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်တချို့အချက်တွေကသိတာပါတယ်ကျမတို့ရဲ့ရွေးချယ်ခဲ့တဲ့လမ်းကြောင်းတွေဆုံးဖြတ်ချက်တွေကမိသားစုရဲ့မျှော်လင့်ချက်တွေပေါ်မှာအခြေခံခဲ့တယ်တချို့သောအရာတွေကပတ်ဝန်းကျင်အတိုင်းအဝိုင်းနဲ့ culture ပေါ်မှာလည်းမူတည်ခဲ့သေးတယ်ကိုယ်တိုင်လည်းဒီလမ်းကိုရှောက်ချင်တယ်လို့အတိုင်းအတာတစ်ခုအထိ convince ဖြစ်ခဲ့ကောင်းဖြစ်ခဲ့လိမ့်မယ်အဲ့လိုဖြစ်ခဲ့သည့်တိုင်အောင်အခုအချိန်ထိငါ့ပေါ်ကောင်းစေချင်လို့ပြောခဲ့တာပဲငါဘာမှအတွန်းတက်စရာမရှိပါဘူးလေလို့ပြောနေလိမ့်အောင်မယ်အဲ့လိုထက်ခါပြောနေတဲ့အခါကျတော့အချိန်တစ်ခုကြာသွားတဲ့အခါမှာကိုဘာလိုချင်တာလဲကိုယ့်ရဲ့မျှော်လင့်ချက်ကဘာလဲရည်မှန်းချက်ကဘာလဲဆိုတာမေးဖို့မိသွားပြန်ရောတခါတလေလူကြီးမိဘတွေကိုမေးခွန်းထုတ်တတ်တာလေးရှိတယ်အဲ့ကြတော့သူတို့တွေကဘာပြောကြလဲဆိုတော့နင်ရှာမရှိနဲ့စကကြီးစကကျယ်တွေမပြောနဲ့ငါတို့လည်းဒီလိုပဲအရင်တော့လုပ်ခဲ့တာပဲဘာမှလည်းဖြစ်လာမှာမဟုတ်ဘူးဒီတိုင်းပဲဆက်လုပ်စသဖြင့်ပြောကြရတယ်ပေါ့နော်အဲ့တော့ကျမတို့ကမေးခွန်းတွေရဲ့အဖြေတွေမထွက်ခင်မှာကျမတို့ရဲ့ curiosities တွေကို silence လုပ်ခံလိုက်ရတယ်နောက်ဆုံးတော့မထူပါဘူးလေငါတို့ကိုချပေးထားတဲ့လမ်းကြောင်းထဲမှာပဲဆက်သွားလိုက်မယ်ဒီလိုပဲဆက်ကြိုးစားလိုက်ရင်အဆင်ပြေမှာပါလေဆိုပြီးတော့အဲ့ဒီတိုင်းပဲဆက်သွားလိုက်တယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းငါဘာမှမလုပ်နိုင်ပါဘူးလေဆိုပြီးတော့လက်ခံလိုက်တဲ့ mindset of acceptance အဲ့ဒါက warning sign number 3 warning sign number 4 seeking outside approval while ignoring your inner voice ကျမတို့တွေနေ့တိုင်းမှာ decision တွေချရတယ်ကြီးဖြစ်ဖြစ်သေးဖြစ်ဖြစ် decision တွေကနေ့တိုင်းချနေရတာပဲ decision သေးလေးတွေဆိုလို့ရှိရင်တော့မသိတာပဲမဲ့ decision ကြီးတွေဥပမာထားပါတော့အလုပ်ထွက်တော့မယ်အလုပ်ပြောင်းတော့မယ်နိုင်ငံခြားကိုသွားမယ်တနေရာကိုခရီးဝေးသွားမယ်ဒါမှမဟုတ်လို့ရှိရင်တစ်ခုခုလေးကို invest လုပ်ကြည့်ချင်တယ်ဆိုရက် decision မျိုးတွေမှာကိုယ့်ရဲ့ inner opinion inner voice ထက်အပြင်ရဲ့ outside approval ကဘယ်လိုဖြစ်မလဲဆိုတဲ့ဟာကိုအမြဲတမ်းရှာဖွေပြီးမေးတတ်ကြတယ်ကိုယ့်ထက်တိတက်နားလေတဲ့သူနယ်ပယ်တစ်ခုမှာကျွမ်းကျင်နေတဲ့သူမို့လို့ကိုကအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်တောင်းကျင်နေဆိုလို့ရှိရင်ကိုယ့်အတွက်အကျိုးရှိနိုင်ပေမဲ့များသောအားဖြင့်ကငါဒါလုပ်လိုက်လို့ရှိရင်သူတို့ကကြိုက်ပါမလားသူအဆင်ပြေပါမလားငါလုပ်တဲ့ဟာကိုနားလေပေးပါမလားဆိုတဲ့တောကတွေနဲ့ကို criticize လုပ်ပြီးတော့မှမေးတတ်ကြတာပုံများတယ်အဲ့လို outside approval ကိုရှာတဲ့အခါကိုယ့်ရဲ့ inner voice ကမိမ့်မိန်သွားပြီးတော့မှအပြင်ရဲ့ပြောနေတဲ့သတ်မှတ်ချက်တွေသူတို့ရဲ့အမြင်တွေကပို့ပြီးတော့မှ overshadow ဖြစ်သွားတယ်။သူ့ရဲ့ downside ကဘာလဲဆိုတော့အချိန်ကြာလာတာနဲ့အမျှဘေးပတ်ဝန်းကျင်ကိုဦးစားပေးတဲ့ lens ကနေကြည့်တတ်တဲ့အကျင့်ဖြစ်သွားပြီးတော့ကိုယ့်ရဲ့ဆန္ဒတွေကိုနောက်ပို့တဲ့နေရာမှာဆရာကြီးဖြစ်သွားတယ်။တနည်းအားဖြင့်ပြောရရင်တော့သူများရဲ့ expectations ကိုမရမကလိုက်နေပြီးတော့ကိုယ့်ရဲ့ဆန္ဒကြတော့ကိုယ့်အတွက်သစိမ်းပြန်ဖြစ်သွားတယ်။အဲ့ဒါတွေအားလုံးထက်ဝမ်းနည်းစရာအကောင်းဆုံးတစ်ခုကဘာလဲဆိုတော့သူများရဲ့ expectations တွေပေါ်မှာလိုက်ပြီးတော့ adjust လုပ်လေ fit in ဖြစ်ဖို့စူးစမ်းလေကိုယ့်ရဲ့ identity ပြောင်းလေပါပဲဘာလို့လဲဆိုတော့ကို settle လုပ်လိုက်တဲ့ version ကကိုမဟုတ်တာအဲ့ဒါကိုသေချာစဉ်းစားကြည့်ပါနော်ကိုယ့်ရဲ့စစ်မှန်တဲ့ version တစ်ခုကိုယက်တီခွင့်မပေးလို့ရှိရင်သူများရဲ့မျှော်လင့်ချက်နဲ့သတ်မှတ်ချက်တွေထဲမှာပဲတစ်သက်လုံးနေသွားမှာ That's warning sign number 4 warning sign number 5 valuing other people's opinion over your own ဒီနောက်ဆုံးတစ်ချက်ကအခုနပြောပြခဲ့တဲ့အချက်တွေအားလုံးရဲ့အောက်ခြေမြင့်လို့လည်းပြောလို့ရတယ်ကျမတို့တွေဟာကျမတို့ရဲ့ကိုယ်ပိုင်လေ့လာဆုံးဖြတ်နိုင်တဲ့အရာတွေကိုလစ်လျူရှုတတ်ကြတယ်။သူများပြောစကားတွေကိုကိုယ့်ရဲ့ကိုယ်ပိုင်အတွေးခေါ်ထက်ပို့ပြီးတော့တန်ဖိုးထားတတ်ကြတယ်။သူတို့ရဲ့အမြင်တွေကကိုယ်တကယ်လက်တွေ့ခံစားနေရတာကြုံနေရကိုနားလေထားတာကိုသိနေတာထက်ပို့ပြီးတော့ယုံရတယ်လို့ယူဆနေကြတယ်။အဲ့တော့ကျမတို့ဘာလုပ်လဲ။ကျမတို့ဘာပဲလုပ်လို့သူများရဲ့ opinions response and reaction တွေပေါ်မှာမူတည်ပြီးတော့ကျမတို့ရဲ့ဆုံးဖြတ်ချက်တွေကိုလိုက်ပြီးပြောင်းတယ်မိသားစုပတ်ဝန်းကျင်မိတ်ဆွေတငယ်ချင်းတွေကအဆင်ပြေတယ်ဆိုလို့ရှိရင်အဲ့ဒီအရာတစ်ခုကိုလှုပ်ချင်ခြင်းမလှုပ်ချင်ခြင်းလုပ်တယ် and the thing is opinions are everywhere လူတွေကသူတို့ကို opinion တောင်းတအားပေးကျင်ကြတယ်အကယ်၍များတစ်ခုခုလေးအကြံဉာဏ်တောင်းလိုက်ကြည့်ပြောပါလိမ့်မယ်ဒီဟာမဖြစ်နိုင်ဘူးဒီဟာဖြစ်နိုင်တယ်ဒါဆိုရင်တော့ဘယ်သို့ဘယ်ဝါမကောင်းကြောင်းဆိုတဲ့ဟာတွေအများကြီးစီကပတ်ကုန်ပြောပြပါလိမ့်မယ်
တခုရှိတာလေကျမတို့ကိုတည်တဲ့သူတွေကျမတို့ကိုနားလည်တဲ့သူတွေချစ်တဲ့သူတွေကကောင်းစီခြင်းနဲ့ဆန္ဒနဲ့ပြောကြရဲဆိုပေမဲ့သူတို့ကိုယ်တိုင်ကကျမတို့မဟုတ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ခံစားနေရတဲ့ဟာတွေနဲ့ကျမတို့ကြုံနေရတဲ့အခက်အခဲတွေကျမတို့ဖြစ်ချင်တဲ့ဟာတွေကိုသူတို့ကနားလည်မှာမဟုတ်ဘူးအဲ့တော့သူတို့ပေးလိုက်တဲ့အကြံဉာဏ်တွေကကျမတို့အတွက်အဆင်ပြေသွားတဲ့ဟာမျိုးလဲရှိကောင်းရှိမယ်တချို့ဟာတွေဆိုလို့ရှင်လဲတက်ဆင်နေအောင်လွဲသွားပြီးတော့မှအံဝင်ခွင်ကြမဖြစ်တဲ့ဟာတွေလဲအများကြီးကြုံမှုကြမှာပါကျမတို့ဘဝမှာကျမတို့ရဲ့အကြောင်းကိုသိတာကအဖေလည်းမဟုတ်ဘူးအမေလည်းမဟုတ်ဘူးမိသားစုလည်းမဟုတ်ဘူးပတ်ဝန်းကျင်လည်းမဟုတ်ဘူးကိုကိုယ်တိုင်ပဲကျမတို့ရဲ့လုပ်ငန်းခွင်ဆက်ဆံနေရတဲ့ပတ်ဝန်းကျင်နဲ့ပြောင်းလဲနေတဲ့ဟာတွေအကုန်လုံးကိုကျမတို့ကိုယ်တိုင်ပဲသိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကိုယ်တိုင်ပဲဆုံးဖြတ်ချက်ချရမှာပါကဲဒါဆိုအခုလက်ရှိနေနေတဲ့ဘဝကအငားဘဝနဲ့နေနေတာလားဒါမှမဟုတ်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ကိုယ့်ဘဝကိုယက်တည်နေတာလားဆိုတာကိုဒီအချက်၅ချက်နဲ့စဉ်းစားသုံးသပ်ကြည့်ပါဒီအချက်၅ချက်လုံးနဲ့ပဲဖြစ်ဖြစ်တစ်ချက်နဲ့ပဲဖြစ်ဖြစ်ကိုက်ညီနေခဲ့လို့ရှိရင်ကိုအပြစ်မတင်ပါနဲ့ငါအသုံးမကျဘူးဆိုပြီးတော့လည်းမပြောပါနဲ့ဟာငါဘဝကြီးကသူများထက်နောက်ကောက်ကျပြီးကြံနေတော့မှာပဲလို့လည်းမစင်စားလိုက်ပါနဲ့ပုံစံခွက်ထဲနေနေတာတွေကိုပြောင်းလဲခွင့်ရှိပါတယ်နောက်တစ်ပတ်ဗီဒီယိုမှာဒီလိုအငှားဘဝကနေဘလို့ရုံထွက်နိုင်မလဲဆိုတဲ့ဟာကိုဆက်ပြီးတော့ပြပေးသွားပါမယ် The Life Lab ဟာ real conversations တွေကိုဦးစားပေးပြီးတော့ကိုလိုချင်တဲ့ဘဝကိုရောက်အောင်သွားနိုင်ဖို့အတွက်ကူညီပေးသွားမယ့် safe space တစ်ခုဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်